တောက်ကြညနေကိုလေးထွက်ပြီးတော့ဘာထွက်တက်လဲပေါ့နော်ကျန်တဲ့ထောက်တွေတော့ရှုံမှာဆိုလို့မပြတော့ဒီမှာပေးတဲ့ဘက်ကပေးွားတဲ့ဟာလေးအထောက်လေးခြားထဲမှာကြာပေးွားတဲ့ကိုလေးထွက်ပြီးဆက်ပြီးတော့ကြာပေးွားတဲ့အထောက်လေးပဲပြကျန်တာကြီးပြရင်ရှုံနေမှာဆိုလို့မို့နော်အထောက်လေးပဲပြမယ်ကျန်တဲ့အထောက်လေးကမပြတော့ဒီမှာဒီနေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်3 မရှင်က3 3 5 8အပီးပေါ့နော်အင်္ဂါနေ့ကပြီးတော့ပါရှိနေတစ်ပူအပူသမားတွေအတွက်တစ်ပူပေါ့အခြားတစ်ဆိုင်မှာ6ပူလို့ရှိလို့တစ်ပူ6ပူဒီမှာတော့3နှစ်ကိုဇာတာပရိတောက်ကြမှာ3နှစ်3ခွန်ရှက်ပြီးလို့ဇာတာပရိတောက်ကြမှာအဲ့ဒါလေးစော့ပေါ့